ကျွန်တော်တို့လွန်ခဲ့တဲ့10နှစ်ကျော်2013 2014အချိန်ကာလလေးတွေကိုခဏတော့ပြန်သွားကြည့်အောင်အဲ့ဒီချိန်တုန်းကဆိုရင်တစ်ဖက်ကအနီတစ်ဖက်ကအပြာနဲ့မျက်မှန်လေးတွေကိုမှတ်မိကြသေးတာကျွန်တော်တို့တွေရုပ်ရှင်ရုံမှာနိုင်ငံခြားကကြည့်ဖို့အတွက်လက်မှတ်ဝယ်တဲ့အခါမှာ 3D လား2D လားဆိုပြီးတော့ရွေးခဲ့ရတဲ့အချိန်တွေရှိခဲ့ဘူးတယ်ရုပ်ရှင်တကားကိုပဲ 3D ကတက်တရုံ 2D ကတက်တရုံအဲ့လိုမျိုးနှစ်ရုံခွဲပြတယ်ကိုက 3D ကြည့်ခြင်းနဲ့ဆိုရင် 3D လက်မှတ်ဝယ်ပြီး 3D ရုံမှာကြည့် 2D သမားရတော့ 2D မှာကြည့်ပေါ့ 3D ဆိုရင်ဈေးတော့နည်းနည်းပိုပေးရတယ်အဲ့ဒီကာလ2014 2015ကာလကတော့ဖြစ်မယ်အဲ့ဒီတုန်းကဆိုရင်ကျွန်တော်မှတ်မိရသလောက်ပေါ့ 3D ဆိုရင်4500 5000တော့ရှိမယ်တယောက်ကို 2D ဆိုရင်တော့2500ဝန်းကျင်ကျွန်တော်ပြောတာဒီ JCGB ပေါ့အခုကတော့ JCD Plus ဆိုပြီးသူတို့ပြောင်းသွားပြီ JCGB Giant CD Giant Square ရုပ်ရှင်တွေမှာကျွန်တော်တို့ 3D ကို4500 5000ဝန်းကျင်ပေးပြီးတော့ကြည့်ခဲ့ရတယ်အခုကတော့မြန်မာပြည်မှာရုပ်ရှင်လက်မှတ်ဈေးတွေဘယ်လောက်တောင်ဖြစ်သွားပြီလဲ1000လောက်ဖြစ်သွားပြီလား1000ဝယ်လောက်ဖြစ်သွားပြီလားတော့ကျွန်တော်မသိတော့ဘူးပေါ့ဒါပေမဲ့အဲ့ဒီကာလာတော့က 3D နဲ့ 2D နှစ်မျိုးရွေးချယ်စရာရှိတော့မှကျွန်တော်တို့တွေက 3D ကိုပဲဆွဲလန်းလန်းနှစ်ချိတ်ချိုက်ရွေးချယ်ကြည့်တယ်ပေါ့ 3D ကကျွန်တော်တို့အတွက်ကပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့မျက်မှန်သမားအတွက်ကတော့အဆင်မပြေဘူးပေါ့ 3D ကမျက်မှန်တက်ကြည့်ရတာဆိုတော့ကျွန်တော်မျက်မှန်အပေါ်မှာ 3D မျက်မှန်တစ်ထပ်ထပ်ကြည့်တော့မျက်မှန်နှစ်ထပ်ဖြစ်တော့ကြည့်ရတာကိုလိုကန်လန်နဲ့မျက်နှာပေါ်မှာတိတ်အဆင်မပြေဘူးပေါ့ပုံမှန်မျက်မှန်မတက်တဲ့လူတော်မှ 3D မျက်မှန်တက်ပြီးတော့ရုပ်ရှင်ကြည့်တယ်ဆိုရင်တိတ်ပြီးတော့အဆင်မပြေဘူးလို့ပြောကြတယ်ကျွန်တော်တို့ဆိုပို့ဆိုတာပေါ့အဲ့ကြားတဲ့ 3D နဲ့ကျွန်တော် power နဲ့မကိုက်တာကြောင့်ခေါင်းကိုက်တယ်ပေါ့ကျွန်တော်ဆိုရင် 3D ကြည့်တယ်ကျွန်တော်အမြဲတမ်းခေါင်းကိုက်တယ်အဲ့တော့ကျွန်တော်ရုပ်ရှင်တကားကို2နာရီစာလောက်ကြည့်လို့ 3D မျက်မှန်တက်ပြီးတော့ကျွန်တော်အဲ့ဒီကကြည့်ရတာအဆင်ပြေဘူးပေါ့ဟိုရုပ်ရှင်ကြည့်ရတာနဲ့ခေါင်းကိုက်ရတဲ့အရာခေါင်းကိုက်လို့ပြန်ပြီးတော့ဟိုစိတ်ညစ်ရတာတွေကမကာမိဘူးပေါ့ဒါပေမဲ့လည်းအဲ့တော့ဟိုရုပ်ရှင်ကားတွေက 3D ဆိုတော့ဘာလို့လဲ 3D ပဲချမယ် 3D ပဲကြည့်မယ်ပေါ့အဲ့ဒီအချိန်ကာလတော့က 3D ရုပ်ရှင်ကိုရုံမှကြည့်ရတဲ့လူတွေကတော့ကောင်းကောင်းသိလိမ့်မယ်ကျွန်တော်တို့ရဲ့ဒီအရှိပါပဲဇက်ကောင်လာပြီးစကားပြောနေလို့စပိုင်ဒါမန်ကားဆိုရင်ပစ်ကုန်မြင်ပြလိုက်ရင်ကျွန်တော်မျက်နှာကြီးပဲလာပြီးတော့မှန်တော့မလို့အဲ့ဒီခံစားချက်ကတော့လုံးဝမိုက်တယ် 3D ကိုရုပ်ရှင်ရုံမှကြည့်ရတာအခုခလေးတော့သိမှမဟုတ်တော့ပါဘူးဒါပေမဲ့အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့တွေက 3D ရုပ်ရှင်ဆိုတာကိုမေ့သွားကြပြီအခုကျွန်တော်ဗီဒီယိုကြည့်မှပဲငရင်တော့ 3D ရုပ်ရှင်ရှိတာလားဆိုပြီးတော့ပြန်ပြီးသတိရမိရတဲ့လူတွေရှိကောင်းရှိမယ်ကျွန်တော်လည်း 3D ဆိုတာကြီးကိုမေ့နေတာကြာပြီမေ့နေတာကြာပြီပေါ့နော်ပုံမှန်ကျွန်တော် 2D ကားတွေပဲခုနောက်ပိုင်းပြန်ပြီးတော့ကြည့်နေကြဆိုတော့အဲ့ဒါဘယ်မှာစပြီးတော့ 3D ရတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားရလဲဆိုတော့2020 COVID-19 ကာလကနေစပြီးတော့ 3D ရတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတယ်။ရုံတွေကလည်း 3D ဆိုတာကိုမပြတာတော့သလိုလူတွေကလည်း 3D ရုပ်ရှင်ဆိုတာကိုမေ့သွားကြခဲ့ပါပြီ။တစ်ချိန်က 3D ဆိုတာကရုပ်ရှင်လောကရဲ့အနာဂတ်ကြီးပါလို့ခေတ်ခဲ့ကြပြီးတော့ဒေါ်လာတန်းချီတန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့ကြတဲ့ဒီ 3D နည်းပညာကြီးကဘာလို့ပျောက်ကွယ်သွားတာလဲ။ Hollywood က producer တွေကရောဘာကြောင့်ဒီ 3D project ကြီးကိုရပ်တန့်လိုက်ရတာလဲ။ဒါတွေကိုဒီနေ့ဗီဒီယိုမှာပြပြပေးမယ်။ Okay blog ပိုင်းစုခက်ကနေပြီးတော့ပြန်နေကြိုးစားပါတယ်ကျွန်တော်ဒီ channel ကိုပြစ်ထားတာနည်းနည်းလေးတော့ကြာသွားပြီပေါ့ကဲဒါနည်းနည်းလေးမကောက်တော်တော်ကြာသွားပြီ 3D ဆိုတဲ့နည်းပညာကကျွန်တော်ရုပ်ရှင်တွေစပေါ်တဲ့အချိန်လေးကစက်ကူမျက်မှန်မှာတစ်ဖက်ကအနီတစ်ဖက်ကအပြာတက်ပြီးတော့ကြည့်ရတဲ့ 3D စမ်းသပ်မှုတွေရှိခဲ့ဘူးလေဒါပေမဲ့အဲ့ခက်ကနည်းပညာမကောင်းတာကြောင့်အခုလိုမျိုးအကြောင်းအတွေးတွေမစုံနေတာကြောင့်ရောင်တွေကအဆင်မပြေခေါင်းကိုက်တာပဲအဖက်တင်ပြီးတော့အဲ့ဒါတိတ်ပြီးတော့အလုံးမဖြစ်ခဲ့ဘူးဒီလိုနဲ့ 3D နည်းပညာကအကြာကြီးငြိမ်နေရကနေ2009ခုနှစ်ရောက်လာတဲ့အခါမှာတော့ရုပ်ရှင်လောကကိုတစ်စစ်ချိုးပြောင်းလဲပြစ်မဲ့လူတယောက်ပေါ်လာခဲ့တယ်အဲ့လူကတော့ Titanic ရုပ်ရှင်နဲ့ကမ္ဘာကိုတုန်လှုပ်စေခဲ့တဲ့ Director James Cameron ဖြစ်ပါတယ်သူက Avatar ဆိုတဲ့ရုပ်ရှင်ကို 3D နည်းပညာအသစ်ဆက်ဆက်နဲ့ရိုက်ကူးခဲ့ပြီးတော့2009ခုနှစ်မှာရုံတင်ပြသခဲ့တယ် Avatar ကို 3D နဲ့ကြည့်ရတဲ့အချိန်မှာလူတွေရဲ့ခံစားချက်ကအဲ့ဇက်ကောင်ကိုကိုယ့်ရဲ့ရှေ့မှာမြင်တွေ့လိုက်ရတယ်လို့မျိုးပဲကိုတိုင်းပန်ဒိုရာဂျိုဘာကတော့လို့မျိုးပေါ့ရုပ်ရှင်ထဲမှာတည့်ရက်လေးတွေကြာလာရင်တော့မှကိုယ့်ရဲ့ရှေ့မှာကြာလာလို့မျိုးလှမ်းပြီးတော့ဖမ်းဆုပ်ချင်တော့အထိအသက်ဝင်လွန်းလာတယ်သူရဲ့ 3D က Avatar ရုပ်ရှင်ကို 3D နဲ့2009ခုနှစ်မှာရုံတင်တာပေါ့ကျွန်တော်ကတော့ Avatar ရုပ်ရှင်ကိုရုပ်ရှင်ရုံမှာ 3D နဲ့ရော 2D ရောမကြည့်ဘူး2009ခုနှစ်ဆိုတော့ကျွန်တော်6တန်း9တန်းလောက်ပဲရှိအောင်မယ်ဆိုတော့ဘယ်ရုပ်ရှင်သွားကြည့်လို့ရပါတယ်ကျွန်တော်တော့မကြည့်ဘူးနောက်ကျွန်တော်10တန်းပြီးမှပဲအဲ့ဒီရုပ်ရှင်ကြည့်ဘူးတာပေါ့နိုင်ငံတကာမှာဆိုလဲအဲ့ဒီ Avatar ရုပ်ရှင်ရဲ့လက်မှတ်တွေကကျွန်တော်ယုံတွေမှာအပြည့်ပဲပေါ့နော်မှောင်ခိုဈေးနဲ့ဝယ်လို့မရတဲ့အထိအောင်ကျွန်တော်တို့ဒီယုံငွေကောင်းခဲ့တယ်ပေါ့ဗျာအဲ့ဒါကြောင့် Avatar က 3D နည်းပညာအသစ်နဲ့ပထမဆုံးယုံတင်ပြီးကမ္ဘာဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ်အဲ့ဒီခေတ်ကစကြိမ်တင်သွားနိုင်ခဲ့ပါတယ်အဲ့ဒီ Avatar ရုပ်ရှင်အရန်အောင်မြင်တဲ့ခါကျတော့ Hollywood က producer တွေက 3D ဆိုတာလူတွေတော်တော်ကြိုက်ကြတာပဲလူတွေအရန်လက်မှတ်တွေဝယ်ပြီးတော့တိုးကြိတ်ကြည့်ရှုကြတယ်ပေါ့ပြီးတော့
3D ဖြစ်တဲ့အတွက်လက်မှတ်ဈေးနဲ့ပို့ပြီးတော့တောင်းလို့ရတယ်ဒါကိုသူတို့ကောင်းကောင်းသဘောပေါက်ပါတယ်အဲ့ဒီအချိန်ကစပြီးတော့ Hollywood မှာ 3D ရောဂါစဝင်သွားတော့တာပဲရုပ်ရှင်ကားတိုင်းကို 3D နဲ့ပြနိုင်ဖို့အတွက်သူတို့ကြိုးစားကြတယ်အဲ့ဒီခေတ်တုန်းကဆိုရင် TV တော်မှာ 3D ပါမှာအထာကျရဆိုပြီးတော့ TV ကုမ္ပဏီတွေကပါမျက်မှန်လေးတွေဒီတစ်ဖက်ကအနီတစ်ဖက်ကအပြာနဲ့အဲ့လိုစက်ကူမျက်မှန်လေးတွေပေါ့နော်အဲ့အလေးအပေါ်ထည့်ပေးပြီးတော့အပြိုင်ဆိုင်ရောင်းတဲ့အထိ 3D တစ်ခေတ်ဖြစ်ခဲ့ဘူးတယ်ကျွန်တော် TV တော့အဲ့လိုမျိုးထည့်ပြီးတော့ကျွန်တော်မတွေ့ဘူးအဲကျွန်တော်အဲ့တုန်းက EVD ပေါ့ DVD ပြီးတော့ EVD ဆိုပြီးတော့ကျွန်တော်တို့ဟိုတစ်ခုရှိလိုက်သေးတယ်အဲ့ EVD ဆက်လေးတွေဝယ်တဲ့အခါကျရင်အဲ့ 3D စက်ကူမျက်မှန်လေးတွေပါလာတတ်တယ်အဲ့မျက်မှန်လေးတက်ပြီးတော့သူလက်ဆောင်ပေးထားတဲ့ကား 3D ကားလေးကြည့်လို့ရတယ်ဒါအဲ့တစ်ခေတ်ပေါ့2009ကနေစပြီးတော့2014 2015 2016 1918အဲ့ဝင်းကျင်လောက်ထိဟာတောက်လျှောက် 3D တွေကြီးပဲကျွန်တော်ယုံမှာတွားကြည့်တယ်ဆိုရင်နိုင်ငံခြားကားတွေတုန်းကဆိုရင်ဗလဲ Godzilla တို့ဟို Marvel ဆိုတဲ့ဒီ Spider-Man DC ဒီ animation တွေအားစဗျာအကုန်လုံး 3D တွေကြီးပဲအဲ့တော့နိုင်ငံခြားကားကြည့်တိုင်းမျက်မှန်တက်ကြည့်ရတဲ့အလုပ်တစ်ခုလိုဖြစ်နေတာပေါ့ရှစ်သမြကားတွေအကုန်လုံးက 3D တွေပဲ action ကားတွေမှာ Spider-Man တို့ပေါ့ဆို 3D နဲ့ကြည့်ရတာမိုက်တယ်လေကိုရှေ့မှာလာပြီးတော့ဟိုချားနေကြလို့မျိုးကိုပြစ်နေကြလို့မျိုးတွေခံစားတော့မိုက်တရေကားတွေပါဆိုတော့ jump scare အခန်းလောက်ပဲနည်းနည်း 3D ရကြောက်ဖို့ပေါင်းတာလေကျန်တဲ့အချိန်ကဒီစကားပြောတဲ့အခန်းတွေကျွန်တော် 3D နဲ့ကြည့်ရတာတစ်ချိန်လုံးကြတော့ကျွန်တော်တိတ်ပြီးအဆင်မပြေဘူးကျွန်တော်ဒီနှစ်ထပ်ကြည့်ရတာဆိုတော့အဲ့လိုပြီးတော့နိုင်နဲ့ကြည့်ရကြတော့လေအဆင်မပြေပါဘူးအဲအကြောင်းမို့ကျွန်တော်ကအဲ့တုန်းကဆိုရင်ဒီအရှင်ကားတွေလောက်ပဲ 3D နဲ့ကြည့်ပြတယ်ကျန်တဲ့ဟာတွေဆိုရင်ကျွန်တော် 2D ပဲသွားရွေးကြည့်တယ်ပေါ့အဲ့လိုနဲ့ 3D အောင်မြင်လာပြီးတော့ 3D ပြန်ပြောက်သွားတဲ့ဇလန်းကကြတော့ဒီ producer တွေလောဘကြီးတာနေစတာပါပဲ James Cameron က Avatar တုန်းကဆိုရင် 3D ကင်မရာအစစ်ကြီးတွေနဲ့နှစ်နဲ့ချီပြီးတော့ 3D ကိုတေချာရိုက်ခဲ့တာပေါ့ဒါပေမဲ့တခြားထုတ်လုပ်သူတွေကအဲ့လောက်လည်းအချိန်မပေးနိုင်ဘူးအဲ့ထက်လည်းကုန်ကျစရိတ်တွေအများကြီးရင်းနှီးမြှုပ်နှံမှုတွေလည်းမလုပ်ချင်ဘူးပေါ့ဒါပေမဲ့ငွေရတော့မြင်မြင်လိုချင်တယ်မြင်မြင်ရိုက်မယ်မြင်မြင်ယုံတင်မယ်မြင်မြင်ပတ်စံရမယ်ရှားတဲ့ပတ်စံနဲ့နောက်တဲ့တစ်ခါရိုက်မယ်ယုံပြန်တင်မယ်နောက်တစ်ခါရိုက်မယ် 3D နဲ့ရိုက်ဖို့ဆိုရင်အချိန်လေးကြာမယ်ငွေလည်းအများကြီးကုန်မယ်အဲ့တော့ဘာလို့ကြလဲဆိုတော့ဒီရုပ်ရှင်တွေကို 2D နဲ့ပဲရိုက်ကြတယ်ပြီးတော့မှ post production ကျွန်တော် editing ရောက်တော့မှအဲ့ 2D ကင်မရာနဲ့ရိုက်ထားတဲ့ဟာတွေကို 3D ဖြစ်အောင်ဇွတ်ပြီးတော့ပြင်လိုက်ဇွတ် 3D လောက်ကြရတယ်ပေါ့အဲ့ဒါကို fake 3D လို့ခေါ်တယ် post converted 3D လို့ခေါ်တယ် 2D ကိုမှကျွန်တော် 3D ပြန်ပြောင်းတဲ့ဒီနည်းပညာအကူအညီနဲ့ 3D ပြန်ပြောင်းလိုက်တာပေါ့ 3D တူပေါ့ဗျာဆိုတော့ပြဿနာကကြတော့အဲ့လိုမျိုးရုပ်ရှင်ထုတ်လုပ်သူတွေကကစီနေပြီးတော့2D နဲ့ရိုက် 3D တွေစွတ်ပြောင်းပြီးအဲ့လိုမျိုးလောက်တာအကြောင်းပေးတော့မဟုတ်ဘူးယုံဒီဘက်ကအမားကြီးအကြောင်းလည်းပါသေးတယ်ကျွန်တော်တို့ 3D ရုပ်ရှင်တွေမှာဆိုရင်ကျွန်တော် 3D မျက်မှန်တက်ပြီးကြည့်လိုက်မယ်ဆိုရင်အဲ့ရုပ်ရှင်ကပုံမှန်မြင်နေကြအလင်းရောင်ထက်20ကနေ30ရာခိုင်နှုန်းလောက်ထိမှောင်သွားတယ်ကျွန်တော်မျက်မှန်တက်လိုက်ရင်ပေါ့အဲ့ဒါကိုကာဗာဖြစ်အောင်ရုပ်ရှင်ယုံတွေကနေပြီးတော့ကျွန်တော်တို့ပုံမှန်ရုပ်ရှင်ပိတ်ကားprojector ကိုမီဒီထိုးထားတာလေပိုလင်းအောင်သူကဟို brightness ပိုတင်ပေးရတယ်ပေါ့ဗျာဒီကျွန်တော်မှောင်သွားတာနဲ့ပြန်ပြီးကာပြီးတော့အဲ့တော့ brightness ကိုပိုတင်လိုက်ဖြစ်တဲ့အတွက်မီဒီတက်တန်းကလည်းပိုပြီးတော့တိုးတယ်ပေါ့အဲ့အကြောင်းရုပ်ရှင်ယုံတွေကမီဒီတက်တန်းတိုးမှဆိုတာကြရောမီတာကမီဖိုတက်တာအောင်ဆိုပြီးတော့မီကို short ပြီးတော့ဖွင့်ကြတယ်ဂျက်လက်ကတော့ဘာဖြစ်လာလဲဆိုတော့ပိတ်သက်တွေက 3D အတွက်ဈေးကြီးပေးပြီးတော့ရုပ်ရှင်လက်မှတ်ဝယ်ပြီးကြီးရတယ်ပြီးတော့မှောင်မဲရုပ်ရှင်တွေလည်းခေါင်းကိုက်ခံပြီးကြည့်ရတဲ့အဖြစ်ကိုရောက်သွားတော့ပေါ့ကျွန်တော်ခုနကပြောလို့ပဲနောက်ပိုင်းကျတော့အကုန်လုံးက 3D တွေဖြစ်လာတယ်မာဘယ်ကားတွေခြား action တွေ animation တွေကအစားထွက်လာတဲ့ 3D နဲ့ပြကြပေးမယ်တကယ်တမ်းတော့ဇလန်းထဲမှာ 3D ကြောင့်ပို့ပြီးတော့ခန်းစားချက်ကောင်းသွားတာမျိုးကတော့အများကြီးမရှိဘူးစက်ဝခန်းတစ်ခန်းနှစ်ခန်းလောက်မှာပဲကျွန်တော်ဓာတ်နဲ့လှမ်းပေါက်တဲ့ခန်းတနက်ကြည်စံထွက်လာတဲ့ခန်း Spider-Man လှမ်းပစ်လိုက်တာမျိုးတချို့ရုပ်ရှင်တွေဆို 3D လုံးမလို့တာတကားလုံးကျွန်တော်တို့ဒီပုံမှန်တမန်ကျ drama ကားလေးဆိုလုံးဝလုံးမလို့ဒါပေမဲ့လေအဲ့ခက်ကဘာနဲ့ရိုက် 3D နဲ့ရိုက်ဆိုတဲ့အတိုင်းပဲ 3D နဲ့အကုန်လုံးချနေကြတော့တာပဲအဲ့လိုမျိုးအရှင်အခိုက်တန့်လေးတွေခဏကိုခန်းစားဖို့အတွက်ပဲကျွန်တော်တို့ကတကားလုံးမလိုအပ်တဲ့အချိန်ကအစဒီ 3D မျက်မှန်ကြီးတွေတက်ပြီးတော့ဟိုကြည့်နေရတာကိုလူတွေကတဖြည်းဖြည်းနဲ့ညီးခွေလာကြတယ်ကျွန်တော်ခုနကပြောလို့ပါပဲ drama ကားတွေဒီစကားပြောနေတဲ့ခန်းတွေဆိုရင်ကျွန်တော်ကဒီ 3D ခန်းစားဖို့မလိုဘူးအဲ့ဒါအယူကအစကျွန်တော်က 3D နဲ့ကြည့်ပြီးတော့တကားလုံး 3D နဲ့ကြည့်နေရတယ်စကားပြောတဲ့ခန်းနဲ့ 3D မလုပ်ဘူးကျွန်တော်တို့ဒီချတဲ့အခန်းမှာပဲ 3D ပြောမှအဲ့လိုပဲလုပ်လို့မရဘူးလေတကားလုံး 3D ဆိုတကားလုံး 3D ပဲဆိုတော့ကျွန်တော်ကြည့်တဲ့လူတွေကလည်းတကားလုံးမျက်မှန်တက်ထားရတာအဲ့တော့ဟိုကြာတော့တဖြည်းဖြည်းလူတွေရိုးလာကြတယ်ပေါ့ကြီးတဲ့လူတွေဘက်ကတော့တဖြည်းဖြည်းညီးခွေးလာကြီးငါတို့ကဘာလို့ပတ်စံအကုန်ခံပြီးတော့ဒီမျက်မှန်တက်ပိုအမှောင်ခံပြီးတော့အဲ့ဒုက္ခကိုငါတို့ကဘာလို့ခံနေရတာလဲဆိုတဲ့မိကုန်းတွေကကောင်းနေရောက်လာခဲ့တယ်ကျွန်တော်ရုပ်ရှင်ဆိုတာကဒီဇလန်းကောင်းဖို့နဲ့ရုပ်တံအခြေတွေကောင်းကောင်းကြည့်လို့ရပြီလေဒီလိုနဲ့ 3D ဆိုတော့က2018-19လောက်မှာလူတွေကနည်းနည်းလေးညင်းဝေးစားပြုလာပြီပေါ့တဖြည်းဖြည်းနဲ့ဒီ 3D ကရောမှမသိတော့ရော့လာပြီပေါ့ဒီ2018-19လောက်မှာပြီးတော့ကျွန်တော်2020 COVID-19 ကျွန်တော်တို့ဖြစ်သွားတယ်အဲ့ဒီအချိန်ကျတော့ကျွန်တော်ရုပ်ရှင်တွေလည်းပိတ်သွားပြီလူတွေကလည်းရုပ်ရှင်တွေမသွားကြတော့ဘူး
ကျွန်တော်အိမ်မှာပဲ Netflix ကနေပြီးတော့ဒီ streaming service တွေကနေပြီးတော့အိမ်မှာပဲဒီပလက်လေးလန်ပြီးတော့ဖုန်းလေးနဲ့ပဲကြီးရတဲ့ကာလကိုဖြောက်သွားတယ်ပေါ့အဲ့ဒီကာလမှာပဲလူတွေက3ဆိုတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့မိထက်မေးလာကြပြီပေါ့နော်ကိုဗစ်တွေရော့သွားတော့ကျွန်တော်ရုပ်ရှင်ုံတွေပြန်ဖွင့်တဲ့အခါကျတော့ကျွန်တော်ယုံတွေမှာလူတွေပြန်ကြည့်တဲ့အခါကျတော့ဒီ3တွေရုပ်ရှင်တွေတော့ပို့ပြီးတော့ဆိုးသွားခြင်းဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကသိတယ်မလားလက်ကိုခဏခဏဆေးပါလူစုလူဝေးရှောင်ရှားပါနာဆေးချောင်းဆိုရင်အော်ထားပါဆိုအဲ့လိုမျိုးကာလဆိုတော့ဘယ်သူမှသူများဒီမျက်နှာမှာတတ်ထားပြီးသားမျက်မှန်ကိုဒီမျက်မှန်ဆိုတဲ့ယုံကဘေးတာလေကိုအပိုင်မမဟုတ်တာယုံကပဲဘလောက်ပဲပိုးတက်ထားတွေပဲပြောအဲ့မျက်မှန်ကြီးကိုကိုယ့်ရဲ့ဒီမျက်နှာမှာဘယ်သူမှမတက်ချင်ကြဘူးလေယောဂပိုးမတွေပါလာမှာလားတခြားဒီထားပါဦးဒီဘယ်လိုပဲဟိုခေါင်းတို့ဘာလို့ပြောအဲ့အမျိုးဆိုရင်တော့မှဒီလက်တွေပါဆေးပြီးတော့ကျွန်တော်တို့ဒီပေါင်ပေါ်တင်တာဘာညာတော့လူတွေကဟိုလွတ်ဖြစ်ချင်လွတ်ဖြစ်အောင်မျက်မှန်ကျတော့မတက်ချင်ကြဘူးလေကိုယ့်ရဲ့မျက်နှာကြီးကိုတက်ရတာဆိုတော့အဲ့ဒီလိုနဲ့ COVID-19 ကူးမှကြောက်တဲ့စိတ်နဲ့လူတွေက 3D ကိုလုံးဝမရွေးချယ်ရတော့ဘူးအဲ့တော့ producer တွေကလည်းဒီဖြစ်ပေါ်လာတဲ့ခေတ်ကာလကိုလူတွေက 3D ကိုရိုးလာတာချောင်းရောယောဂပိုးမကူးမှကြောက်တဲ့အတွက်ရော 3D ကိုလုံးဝမကြည့်ကြတော့ဘူးအဲ့ဒီအချိန်မှာတဖြည်းဖြည်းနဲ့ဒီ producer တွေကလည်း 3D ပြောင်းမဲ့ကုန်ကြစေးတွေကိုကျွန်တော်ဖြတ်တောက်ပြီးတော့ 3D ကိုတိတိစိတ်နဲ့ပဲတချို့လိုက်ကြတော့တယ်ပေါ့အခုဆိုရင်တော့ရုပ်ရှင်ရုံတွေမှာ IMAX ရှိမယ် 4DX ရှိမယ်Laser Cinema ရှိမယ် Screen ရှိမယ်အဲ့လိုမျိုးရုပ်ထံအရေးသွေးပိုကောင်းတာတွေအတန်စနစ်ပိုမိုက်တာတွေကိုပဲပို့ပြီးတော့အိုင်ွန်ဆိုင်လာကြတယ်3ဆိုတာကြီးကကြတော့တချင်ကပတ်စံရှာလို့ကောင်းတဲ့နီလန်တစ်ခုအနေနဲ့ပဲတမိုင်းမှာကျင်းခဲ့တော့တယ်ပေါ့ရုပ်ရှင်ဆိုတာကပိသက်ကိုခန်းစားချက်ပေးနိုင်ဖို့ကအဓိကပါပဲဒီပညာအသစ်ကြောင့်ခဏတစ်ဖြုတ်အိုင်ွန်ဆိုင်ခံရတာတဲ့ဇလန်းကောင်းတစ်ပုတ်ကတာပိသက်ရဲ့ရင်ထဲမှာအမြဲတမ်းရှင်တန်းနေမှာအတေချာပဲလေဆိုတော့အခုကြည့်နေတဲ့လူတွေရောအရင်တော့က3ရုပ်ရှင်တွေကိုရုံမှာကြည့်ခဲ့ဘူးလားဘယ်ရုပ်ရှင်တွေကိုကြည့်ခဲ့ဘူးလဲကျွန်တော်လူမျိုးမျက်မှန်နှစ်ထပ်တက်ပြီးတော့ခေါင်းကက်ခဲတဲ့အတွေ့အကြုံတခြားအမှတ်တရတွေရောရှိခဲ့ဘူးလားအဲ့ဒါတွေကိုကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာအမှတ်တရအနေနဲ့ရေးပေးခဲ့လို့ရပါတယ်ကျွန်တော်တို့အရင်တော့အချိန်လေးတွေပြန်ပြီးတော့ခံစားကြတာပေါ့နောက်ထပ်လည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေကဘာကြီးရဲ့နောက်ကွယ်ကအကြောင်းအရာလေးတွေကိုကျွန်တော်ရဲ့ channel မှာဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ခဲ့ပြီးဖို့လည်းတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုကိုသဘောကျရင်ဆိုတော့ like လေးနှိပ်ခဲ့ပေးပါကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတက်တာပါ